Chin TV satu nazaten amai sibika Chin TV International Ministry nang kut nem kalau kai se tu suni kau nak muncul tu baite Indianapolis Indiana akan warehouse Foxconn temi warehouse natuan tu mi pangacu Foxconn company in kumpat sung natuan filmen na lomben thong tran pegi chumi lomben thong ha tu sunga kin kan ma Chin mi pani antelasi chumi chu zawan si zianwa lakso nga temi an ma thon tu suna kan nei dingi nan za ten jampe ki ding khala kalau so ma se tapi kalong oi yung isang bono ala pukap nami ala pi song de chara pyo pi ba pi do di USA မှာနေပြီးတော့မိသားစုဘယ်နှစ်ယောက်ရှိလဲဆိုတာနည်းနည်းသိချင်ပါတယ်ခင်ဗျကျွန်တော်ကမတပီမြောက်နေဘယ်ခေါင်းကြီးရွာကပါဟုတ်ကဲ့ပါကျွန်တော်သားသမီးတွေက6ယောက်ရှိပါတယ်ဟုတ်ပြီမိသားစုနဲ့ရှင်တော့အလုံးပေါင်း6ယောက်ပေါ့အလုံးပေါင်း6ယောက်ရှိပါတယ်ဟုတ်ကဲ့အဲ့ဒါသိရတာဝန်တာတယ်ပြီးတော့ဒီအဲ့ဒါ US ရောက်တာဘယ်နှစ်ရှိပြီလဲကြားပြီလား USA ရောက်တာက2နှစ်ရှိပါပြီဟုတ်ကဲ့မလေးရှားပဲလားမသိဘူးမလေးရှားကနေလာတယ်ဟုတ်ကဲ့မလေးရှားကပဲเนาะပြီးတော့လေဒီအဲ့ဒါကျွန်တော်တို့အဲ့ဒါမြတ်သိရတဲ့အတိုင်းပဲဒီမှာပုတ်ကပေါ့เนาะအလုပ်လုပ်ပြီးတော့ဒီ Foxconn warehouse မှာအဲ့ဒါကျွန်တော်တို့သိရတယ်ငွေသား1000ချင်းမြင့်ချင်းခါရတယ်ဆိုတော့ခါကြတော့တကယ်လဲဝန်တာမိပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့ဒီ Foxconn ကပုတ်ကကိုငွေသား1000လက်ဆောင်ပေးတယ်ဆိုတော့အကြောင်းရင်းတစ်ချက်တော့သိချင်ပါတယ်ခင်ဗျအရှန်တောင်ရတာကကျွန်တော်လေးရမလို့မထင်ဘူးဒါပေမဲ့ဟုတ်ကဲ့ရှူပါဝန်စာကဒီနှစ်တော့1000ပေးမယ်လို့ပြောတယ်ဟုတ်ကဲ့ကျွန်တော်ကလည်းရနိုင်မယ်လို့မထင်ဘူးဒါပေမဲ့ဖခင်သခင်ကြောင့်ငါအပေါ်မှာဖခင်သခင်ကောင်းတော့ကျွန်တော်လေးချမ်းချမ်းမာမာ Foxconn မှာအလုပ်နိုင်ပါတယ်ဟုတ်ပြီတနှစ်အတွင်းကောင်းလုပ်နိုင်ပါတယ်ဟုတ်ပြီအချင်းတိကျလုပ်နိုင်ပါတယ်ဟုတ်ကဲ့ပါဒါကြောင့်အခု1000ပေးလို့အယံဝန်တာပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒါဘူကပြောချင်တာက Foxconn မှာလုပ်တဲ့အချိန်မှာခုပုကတခါမှအလုပ်လည်းမပြတ်ဘူးပေါ့နော်မပြတ်အချိန်နဲ့မှန်တယ်ပြီးတော့ supervisor ပြောရင်ခိုင်းရင်အကုန်လုပ်တယ်ပေါ့အကုန်လုံးလုပ်ပေးပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒါပြောချင်တာဒီမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ US မှာပဲဖြစ်ဖြစ်ကနေဒါမှာပဲဖြစ်ဖြစ်မလေးရှားမှာပဲဖြစ်ဖြစ်ရှိတယ်ကျွန်တော်တို့ပုကရဲ့အဲ့ဒါကျွန်တော်ချင်းတိုင်းသားတွေကိုပုကအနေနဲ့မှာကြားချင်တာလေးရှိလားနည်းနည်းပါတော့ရှိပါတယ်ဟုတ်ကဲ့ပြောပြပါအများကြီးတော့မပြောနိုင်ဘူးဒါပေမဲ့နည်းနည်းတော့တငယ်ချင်းတွေအခုပြောချင်တာကUSA မှာကြီးကမ်းမလိုက်နိုင်ရင်တော့ကိုယ့်အတွက်အများကြီးထိခိုက်တဲ့ဟာရှိတယ်ဒါပေမဲ့ငါတို့အလုပ်လုပ်တဲ့အခါမှာလေကောင်းမှန်လုပ်ပေးမယ်ရှူပါဝန်စာကခိုင်းတာဒီလုပ်ချင်တာဒီအချင်းတိကျကောင်းလုပ်ပေးနိုင်ရင်အများအကောင်းဆုံးဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုပေါ့နော်ကျွန်တော်ချင်း TV အတွက်ဖြေချပေးလို့အရန်ပဲကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်တယ် thank you ပါဟုတ်ကဲ့ကျေးဇူးတင်တယ်来咯，过咯，Asian 咯，可能就是嘞，某 Asian grocery 啊，那都米包米啊，也是。ကျွဲလိုအပ်တဲ့မြန်မာပြည်မှာစားကုန်များကိုမော်အေရှန်ကုန်ရှောက်ဆိုင်မှာဈေးနှုန်းချိုသာစပါပြင်ရရှိနိုင်ပါရှင်။จีกามอนนมินเลนรัตนักควายสิมไทยไปหมอกมินโดดไหลเดียเซก็ควรจะเสลีนจะทันลางแปงโอเคจะแลฟาได้ประหยัดนั่นไหนสตาร์ปังงากันไหนโอเค USA นุ่มนักแต่อะไรเจ้าหมอกลมยัดเจ้าสาวจังกุมทองนี่และกุมเรียดตากุมพานนั่นเลยโอเคจะแลนั่นนัดตัวนักค่ะFoxconn นาเต้เซฟกุมยัดสินัดตัวเจ้าจะมีแต่กุมขัดละเชลโอเคจะแลตัวนายเต้อาค่ะ Foxconn นาค่ะท้องร้านนั้นงาตีกันไทยจะมีแต่ยังรอนงาแต่มีการสิมไทยไปหมอพอคนนี้ลักษณะแกเปียกหนักร่วงเจอแกเรียนเบาเราเด้งปนทีเราเด้งอคอนหันเราเด้งกุดนำขจามหันเตียนำมีมาค่ะจามหันตีกระตัวโขร่วงแค่มาค่ะแกเปียกนี่สิลักษณะจะมีลักษณะงานักสังหะนลุงอ้อยนักค่ะมาเต้นสิมไทยไปหมอไก่ลมตุกมีหลักสองก็หลักเลี้ยงไก่ลมตุกเห็นแค่ครูออกสองกันหลักไงอีจงเชียไก่ลมตุกเห็นตุเชียกระเทียมแล้วหลักสองบรรทัดดิ่งคืออันก็เปียกมีหลักดิ่งจงคือกระจองและหลักออกจงคือกระเทียมแล้วกุดเละตีลงบักเห็นกี่โอเคตัวแต่อดังลามีปนเห็นนะคะในตัวนั้นมีดานเละตัวดานดิ่งปอดค่ะในจ่าดุดานมีหมดกองลายมีให้เรียนกันจนนักรวมนักลงที่ในตีนเรียนให้ทวนหาสติเฮกระดู
mà chun mi he akathai lo mi tampi an la khunte au he cái se ok tu ve kin chan thai pe ra chin tv tam pi kan long oi mo long oi cái đom cái lung oi tu ve